မြန်မာ data platform မှာသင်ခန်းစာတွေစတင်လေ့လာတော့မယ်ဆိုရင် account တစ်ခုတည်ဆောက်ပြီးဆင်းသွင်းဖို့လိုအပ်ပါတယ်။မိမိကိုယ်တိုင်လွယ်ကူရိုးရှင်းစွာဆင်းသွင်းနိုင်ပြီး email account တစ်ခုရှိဖို့သာလိုအပ်ပါတယ်။ဆင်းသွင်းခြင်းပထမဦးဆုံးသင်ဖုန်းပေါ်ရှိ MTP application ကိုဖွင့်ပါ။ MTP app ရဲ့အဖွင့်စာမျက်နှာကို3စက္ကန့်ခန့်တွေ့ရမှာဖြစ်ပါတယ်။ account သစ်ဖန်တီးခြင်းမူလစာမျက်နှာစီရောက်သွားပြီဆိုတာနဲ့ဘယ်ဘက်အပေါ်တောင်းမှရှိတဲ့အချစ်5ချစ်ပုံစံငယ်ကိုနှိပ်ပြီးစနစ်သို့ဝင်ရန် login ကိုနှိပ်ပါအကောင့်ရှိတဲ့သူတွေကမိမိရဲ့နာမည်စကားဝတ် name and password ကိုဓာတ်ရိုက်ဖြည့်သွင်းပြီး MTP app ထဲကိုဝင်ကြည့်နိုင်ပါတယ်အကောင့်မရှိသေးတဲ့သူတွေကအောက်ဆုံးမှာရှိတဲ့မှတ်ပုံတင်ရန်ကိုသွားပါ create new ကိုနှိပ်ပါအမည် name မှာသင်ရဲ့အမည်အရန်သို့မဟုတ် app ကသင်ကိုရည်ညွှန်းစေခြင်းတဲ့အမည်ကိုထည့်ပေးပါအကောင့်အမည် user name ကတော့မှတ်ပုံတင်နံပါတ်လို့တခုတည်းရှိရမယ့်နာမည်ဖြစ်တာကြောင့် space ချလို့မရပါဘူးအခရာအပြင်နံပါတ်တွေလည်းထည့်လို့ရပါတယ်ဆက်လက်ပြီးတော့ဖြည့်သွင်းရမှာက email လိပ်စာ email address နဲ့စကားဝတ် password ပါဒီနေရာမှာဖြည့်သွင်းရမယ့်စကားဝတ်က MTP app အတွက်တိကျသုံးရမယ့်စကားဝတ်ပါ email ရဲ့စကားဝတ်ဖြစ်စရာမလိုပါဘူးစကားဝတ်အတည်ပြုရန် confirm password ဆိုတဲ့အကွက်မှာအပေါ်မှာဖြည့်ခဲ့တဲ့စကားဝတ်ကိုပဲဒုတိယအကြိမ်ထပ်မံရိုက်ထည့်ပြီးတော့အတည်ပြုပေးရပါမယ်။ရှားမှကျန်တာရွေးချယ်ပြီးရင်ရှေ့သို့ next ကိုနှိပ်ပါ။အကောင့်ပုံစံနဲ့အသုံးပြုသူအမျိုးအစား account type and user type ဆိုတဲ့အကွက်မှာနှိပ်လိုက်လို့ပေါ်လာတဲ့အမျိုးအစားတွေကမိမိနဲ့ကန့်ညီရာကိုရွေးချယ်ပေးပါ။ဖုန်းနံပါတ်ရိုက်ထည့်ပေးပါ။ OTP လက်ခံရန်နည်းလမ်းနေရာမှာ email သို့မဟုတ်စာတို email ရော SMS ကိုရွေးချယ်ပါ။မိမိ profile ပုံကိုထည့်သွင်းလိုပါကထည့်သွင်းနိုင်ပါတယ်။အားလုံးပြီးသွားပြီဆိုရင်မှတ်ပုံတင်ပါ register ကိုနှိပ်ပါ။စာတူကိုရွေးချယ်ခဲ့ရင်သင်ရဲ့ဖုန်း SMS ထဲကို OTP ကုတ်ကြလာမှာဖြစ်ပြီး email ကိုရွေးချယ်ခဲ့ရင်သင်မေးထဲမှာ OTP ကုတ်ကြလာမှာဖြစ်ပါတယ်။ account အတည်ပြုခြင်း account အတည်ပြုဖို့ OTP အတည်ပြုခြင်း OTP verification စာမျက်နှာမှာ OTP ကုတ်ကိုထည့်သွင်းပါ။သင်ရဲ့စာတူ SMS သို့မဟုတ်မေးတဲ့ဝင်လာတဲ့ကဏ္ဍ6လုံးပါ OTP ကုတ်ကိုယခုစာမျက်နှာမှာထည့်သွင်းပေးပါမှတ်ပုံတင်ခြင်း OTP ကုတ်ကိုအောင်မြင်စွာဖြည့်ဆွတ်ပြီးတဲ့နောက်သင်ကောက်ကိုအတည်ပြုပြီးဖြစ်ပါတယ်အခုမြန်မာ data platform ကိုဝင်ရောက်အသုံးပြုနိုင်ပါပြီအခုချိန်မှစပြီး MTP app မှာအကောင့်ဖွင့်ပြီးမြောက်များစွာသောဗဟုသုတတွေကိုအခမဲ့စတင်လေ့လာလိုက်ကြပါစို့